အမဒီနေ့ခန်းသားလေးမှာအမလည်းပွဲမှာဥဆောင်စီစဉ်သူလို့သိရပါရှင်။ဘာကြောင့်စီစဉ်ပြလဲသိပြရသေးရှင်။ ညီမလေးအဓိကတော့နိုင်ငံတော်ပုံသိက္ခာအတွက်ပါ ဟုတ်ကဲ့ မတို့နိုင်ငံတရားစွဲခံရတယ်ဆိုတာနိုင်ငံတော်အဓိကလူတွေကပြောကြတယ် state နဲ့ government ကိုခွဲပြောနေကြတယ်ဒါ state နဲ့လည်းဆိုင်တယ် government နဲ့လည်းဆိုင်တယ်ပြည်သူနဲ့ဆိုင်တယ်မြန်မာတွေအားလုံးနဲ့ဆိုင်တယ်ဒါကြောင့်မို့နိုင်ငံတော်ပုံသိက္ခာအတွက်ကျင်းပရတယ်ဖြစ်ပါတယ်ညီမလေး ဟုတ်ကဲ့ပါရှင်အခုဒီနေ့အခမ်းအနားမှာဒါ ICJ မှာလည်းတော့ပေါ့နော်ဂမ်ဘီယာနိုင်ငံရဲ့ဆက်ဆွဲချက်တွေရှိလာတယ်ဆက်ဆွဲချက်တွေအပေါ်မှာရောအမနိုင်ငံသူတို့အနေနဲ့ဘယ်လိုတုံ့ပြန်ကြလဲရှင်ဟုတ် သူတို့ဆွဆွရအမှန်ကန်ကြောင်းတက်တင်ပြဖို့တော့လိုပါလိမ့်မယ်ရှင်မမှန်ကန်တက်တင်ခိုင်လုံးတဲ့မထဆွနိုင်ဘူးဆိုလို့ရှိရင်ဒါကအမှုမမြောက်ပါဘူးဒါကြောင့်မလို့ ICJ တရားရုံးတော်ကြီးအနေနဲ့ကလည်းဒါဥပဒေနည်းလမ်းကြောင့်မှန်ကန်စွာကျင့်သုံးလိမ့်မယ်လို့ထင်တယ်ဂမ်ဘီယာဘက်တွေကဆွဆွချက်တွေကတက်တင်မခိုင်လို့ရင်ဥပဒေလည်းကြောင်းရအမှုကိုရုပ်သိမ်းရမယ်ပလဲရပါမယ်ရှင် ဟုတ်ကဲ့ပါအခုမြန်မာနိုင်ငံဘက်ကနေပြီးတော့တုံ့ပြန်ရှောက်လဲချက်တွေလည်းရှိတယ်အဲဒီရှောက်လဲချက်တွေအပေါ်မှာရောနိုင်ငံသူတယောက်အနေနဲ့အားရကျေနပ်မှုရှိတာဘာတွေရှောက်လဲချက်တွေလဲဟုတ် ဒီသူတွေအားရကျေနပ်မှုတော့ဒီနေ့လာတဲ့လူကြီးကိုတွေ့ရင်မြင်ပါလိမ့်မယ်ရှင် ဟုတ်ကဲ့အဲ့ဒီနေ့ခန်းသားနဲ့ပတ်သက်ပြီးတော့မှအနည်းချုပ်လေးပြောပေးပါအောင်ရှင် နစ်ဆိုလေးကတော့ဒီသူတွေအားလုံးကိုကျွန်မမတို့ရဲ့ကိုယ်တိုင်ရေးထားတဲ့နှုတ်ဆော်တဲ့ကြပြလေးပေါ့နော် ဟာလို့မြန်မာကိုမြန်မာတို့လိညာအကျံတို့ကလည်းစုကတို့ပြီးတို့တို့အောင်ဆောတာမှုပွဲစားနဲ့ ICJ ရရှေ့တော်ပေါင်းလိုက်ရာဆွဲစီပြန်ပြုမြန်မာပြည်တော့တခင်များလို့ခေါင်းလုံးမခံစားပြီးမှနဲ့ရဲရဲမြဆွေမြမသွေးကိုကဘာကတိအောင်ပြကြဆော့ထားလို့မြန်မာကိုမြန်မာတို့